အားလုံးပဲမင်္ဂလာပါဒီနေ့ teacher တို့သွားပြီးမှာက writing pattern 1 to 5သွားပြီးမှာပါအဲ့တော့ဒီ writing pattern ကတော့ကျွန်တော် basic level ကနေ advanced level ထိကိုသုံးလို့ရပါတယ်ဆိုတော့ကျွန်တော် number 1ကိုတစ်ချက်ကြည့်ကြည့်ရအောင်အဲ့တော့ teacher မရှင်းပြခင်မှာကိုယ်အနေနဲ့ပေါ့နော်ဒီဟာလေးကိုဘယ်လောက်ထိနားလည်လဲဆိုတော့အရင်ဆုံးဖတ်ကြည့်ကြည့်ကြမယ်အချိန်1 မိနစ်ပေးပါမယ်So number 1ကကျတော့ teacher it is said that အနေနဲ့သုံးထားပေးတယ်ပြီးရင်နောက်က clause လိုက်ပေးရမယ်ပေါ့နော် clause ရဲ့ပုံစံမျိုးကတော့အဓိက subject verb အဲ့တော့ teacher တို့သွားပေးမှာက it is said that subject plus verb ကိုသွားပေးပါမယ်အဲ့တော့ it is said that ရဲ့အဓိပ္ပာယ်ကကျတော့ teacher တို့ဘာကိုပြောလဲဆိုရင် report a general belief what people say general ရဲ့အဓိပ္ပာယ်ကရေးဘူးအားဖြင့်ယုံကြည်တောက်ဝင်မှုကိုအစီရင်ခံတာဥပမာအားဖြင့်လူအများစုကလက်ခံထားတဲ့အရာအသေးစိတ်တော့မဟုတ်ဘူးပုံမှန်အားဖြင့်ကြည့်ရဆိုရင်အကြမ်းဖြင်းကြည့်လိုက်တယ်ဆိုရင်ဒီရာမှန်တယ်လူအများစုကလည်းလက်ခံကြတယ်လူတွေပြောကြတဲ့အရာအဲ့ဒါဆိုရင် it is said that ကိုသုံးလို့ရတယ်အဲ့တော့ကိုကဒီ writing ရေးတဲ့အခါမှာပေါ့နော်ကိုကဒီအကြောင်းအရာကကိုအနေနဲ့ပြောတာမဟုတ်ဘူးလူတွေလက်ခံကြတယ်လူတွေပြောကြတယ်general အားဖြင့်ရေးဖို့အားဖြင့်မှန်နေအကြမ်းများအားဖြင့်မှန်နေဟာကိုပြောချင်တယ်ဆိုရင်စာရေးတဲ့အခါမှာ it is said that ကိုအရှိကနေထားပြီးရေးပေးလို့ရတယ်ပြီးရင် subject verb လိုက်ပေးမယ် it is said that subject verb it is said that subject verb it is said that exercise improve mental health လူတွေပြောကြတဲ့ exercise လေ့ကျင့်ခန်းက improve တိုးတက်စေပါတယ် mental health စိတ်ကျန်းမာရေးလေ့ကျင့်ခန်းလုပ်တာကစိတ်ကျန်းမာရေးကိုတိုးတက်စေပါတယ်တဲ့ဒါကကိုပြောတာမဟုတ်ဘူးလူများစုလက်ခံကြတယ်လူများစုပြောကြတဲ့အရာအဲ့ဒီအနေနဲ့ဖြစ်သွားတယ်အဲ့တော့ဝါကြတဲ့ကြောင်းမှာ exercise improve mental health လို့သုံးတာနဲ့ it is said that exercise improve mental health ကဘာကွာသွားလဲဆိုတော့ it is said that ကိုခံရင်လိုက်တယ်ဆိုရင်ကိုတယောက်တည်းပြောတာအနေနဲ့မဟုတ်တော့ဘူးလူတွေအများစုလက်ခံထားရဲဆိုရဲဝါကြတဲ့ကြောင်းဖြစ်သွားတယ်အဲ့ကိုထင်ရမြင်ရရေးနေရမဟုတ်ဘူးပေါ့နော်ဒီအကြောင်းအရာကအဲ့လိုမျိုးအနေနဲ့ပေါက်သွားတယ်အဲ့တော့ဒီ shadow writing ရေးတဲ့အခါမှာ it is said that ကိုရှေ့ကနေခံပြီးရေးပြလို့ရတယ် so number 2 it is said that the city never sleep လူပြောကြတာကတော့ဒီမြို့ကဘယ်တော့မှမအိပ်ဘူးပြောချင်တဲ့အဓိပ္ပာယ်ကမြို့ထဲမှာသွားနေတဲ့ကားတွေလူတွေအချိန်တိုင်းရှိနေတာအဲ့ဒီအဓိပ္ပာယ်အနေနဲ့ပြောချင်တာ 3 it is said that practice makes perfect လေ့ကျင့်မှုကအကောင်းဆုံးဖြစ်စေရလို့လူတွေပြောကြတယ်အဲ့တော့လူတွေပြောကြရဲဆိုတော့ဒီချက်နားလည်အောင်ရှင်းပြလိုက်တာပေါ့နော်အဲ့တော့ကိုပြောချင်တဲ့ဝါကြရဲ့ရှေ့မှာ it is said that ကိုခံလိုက်တာနဲ့အကြအဖြစ်မှန်နဲ့ရေပွားဖြစ်မှန်တဲ့ဟာပေါ့နော်ပြီးလူတိုင်းလက်ခံကြရဲပြောကြတဲ့အရာဆိုပြီးတော့အဓိပ္ပာယ်ရတယ်အဲ့ဒါက writing pattern 1ဆိုတော့တချို့2ကိုတစ်ချက်သွားကြည့်မယ် it is believed that plus clause အဲ့တော့ဒီကလည်းအတူတူပဲဒီကတော့ it is believed that အနေနဲ့သွားပြီးရဲ့အဲ့ဒါကြတော့သူကပို့ပြီးတော့သူက academic ဘိုင်းဘက်ကိုပို့သွားတယ်ပေါ့နော်သူရဲ့အဓိပ္ပာယ်ကကျတော့ common belief ဘုံယုံကြည်ကြအဲ့တော့ခုနက said that တဲ့ဆိုင် said that ကကျတော့ရေပေါ်အဖြစ်မှန်တယ်လို့လက်ခံကြတာ believe that ကကျတော့သူကဒီဟာမှန်တယ်ပေါ့နော်အများအပြည့်ဘုံလက်ခံကြတာဟုတ်တယ်သူကလည်းတရားလက်ခံတယ်ကိုလည်းလက်ခံတယ်အဲ့လိုမျိုးအများအပြည့်တွေ့ရများတယ်ယုံကြည်လက်ခံမှုတစ်ခုတရား academic ဘိုင်းဆိုင်ရာဆိုပညာရေးနဲ့ပတ်သက်တဲ့ကိုကျောင်းနေပါအဲ့ဒီပုံစံတွေမှာပို့ရသုံးလို့ရတယ် It's believed that stress affects sleep quality It is believed that stress စိတ်ဖိစီးမှုက affect တက်ရောက်စေပါတယ် sleep quality sleep ကအိပ်တာ quality ကအကျိုးပေါ့နော်ကိုအိပ်တဲ့အခါမှာဒီကိုရဲ့အိပ်နိုင်စွမ်းရည်ပေါ့အိပ်တဲ့စွမ်းရည်ကိုသူကထိခိုက်စေတယ်အဲ့ affect ကတော့သူကနှစ်ခုအနေနဲ့သုံးလို့ရတယ်သူကကောင်းတာလည်းဖြစ်စေရဆိုးတာလည်းဖြစ်စေရအဲ့တော့စိတ်ဖိစီးတာကတော့မကောင်းတာလေမကောင်းတာဆိုတော့သူကမကောင်းတဲ့တရားမှုဖြစ်စေရလို့ပြောချင်တာIt is believed that education changes life. ပညာရေးကဘဝတွေကိုပြောင်းလဲနိုင်တယ် It is believed that exercise improve health. Exercise ကျန်းမာရေးကကိုယ်ကာယလေ့ကျင့်ခန်းတွေလုပ်တာကကျန်းမာရေးကိုတိုးတက်စေတယ်
It is said that ကကြတော့ရေပေါ်အဖြစ်လက်ခံယုံကြည်ကြတာ It is believed that ကကြတော့လူအများစုလက်ခံယုံကြည်ကြတာနှစ်ခုလုံးကတော့စင်တလူလူနဲ့နည်းနည်းကွဲတယ်ဆိုတော့နံပါတ်3ကိုတစ်ချက်သွားကြည့်ကြည့်မယ် It is thought that clause It is thought that plus clause သူရဲ့အဓိပ္ပာယ်ကကြတော့ကိုမှခိုင်လုံတဲ့သက်သေအထောက်အထား strong evidence မရှိဘဲနဲ့ကိုရဲ့အထင်ကိုပြောတာအဲ့တော့ဒီအကြောင်းအရာကိုပြောမဲ့အကြောင်းအရာကသက်သေအခိုင်လုံမရှိဘူးဒါပေမဲ့ထင်မြင်ချက်တစ်ခုပေါ့နော်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် it is thought that ကိုပြောမိလို့ရတယ် It is thought that young people spend too much time online လူငယ်တွေကတဲ့ online ပေါ်မှာပဲအချိန်ကုန်ကြတာများရဲ့တဲ့အဲ့တော့ဒါကသက်သေပြစရာမမရမရှိဘူးတချို့လူငယ်ကအချိန်ကုန်တာလည်းဖြစ်နေတချို့လူငယ်တွေကအချိန်မကုန်တာလည်းဖြစ်နိုင်တယ် online ပေါ်မှာနော် strong evidence သက်သေခိုင်လုံးမရှိဘူးဒါပေမဲ့ထင်မြင်ချက်တစ်ခု It is thought that the test will be difficult ဆောင်းမိုးဘက်ကခက်လိမ့်မယ်တဲ့အဲဒီဟာလည်းဆောင်းမိုးဘက်ခက်လိမ့်မယ်ဆိုတော့သက်သေထားတာကိုမှမရှိဘူးထင်မြင်ချက်တစ်ခုပဲ It is thought that online learning is convenient online ကနေလေ့လာရတာကတတောင့်တတာရှိရဲ့အဆင်ပြေလို့ထင်ကြရဲပေါ့အဲ့ဒါက strong evidence မရှိဘူးဒီထင်မြင်ချက်တစ်ခု opinion တစ်ခုပဲအဲ့တော့ number 3ကဒီအနေနဲ့သုံးပြီးရယ် number 4 it is known that ရဲ့အဓိပ္ပာယ်ကအများစုလက်ခံယုံကြည်ကြတာလူများကဒါကိုလက်ခံထားတယ် widely accept လက်ခံထားတဲ့အရာ it is known that smoking harms health ဆေးလေးတောက်ခြင်းကကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဟုတ်တယ်လေဒါကလူများစုလက်ခံယုံကြည်ထားကြတဲ့အရာ it is known that sleep is important for health အိတ်တာကကျန်းမာရေးအတွက်ကောင်းတယ်လို့လက်ခံယုံကြည်ထားကြတယ် it is known that water is essential for life ရေကဘဝအတွက်မရှိမဖြစ်အရေးပါတယ်လို့လက်ခံယုံကြည်ကြတယ်အဲ့ဒါကအများစုကဒီတွင်တွင်ကြဲကြဲလက်ခံထားတဲ့အကြောင်းအရာတစ်ခုကိုပြောချင်တာ So number 5 the last one it is report that clause report ကကြတော့သူကအစီရင်ခံသည်ဆိုတဲ့အဓိပ္ပာယ်သူရဲ့ဟာကဘယ်လိုမျိုးနေရာမှာသုံးလို့ရလဲဆိုရင်သတင်းအချက်လက်တွေသတင်းတွေအကြောင်းပြောတဲ့အခါမှာဆိုလဲဒီဟာကိုသုံးလို့ရတယ်ဒါမှမဟုတ်ဒီကိုကဒီ information တစ်ခုပေါ့နော်အချက်လက်တစ်ခုကိုတကယ် official လူသိရှင်ကြားထုတ်ပြမယ့်ဟာဆိုလဲသူက report အနေနဲ့သုံးပေးလို့ရတယ်နှစ်ချက်နော် news ကိုလည်းသုံးပေးလို့ရတယ် official information ကို report လုပ်ချင်မှာအခါမှာလည်း it is report that ကိုသုံးပေးလို့ရတယ် it is report that the price will increase ဈေးတွေကတက်လာလိမ့်မယ်လို့ဒီအစီရင်ခံထားကြတယ်အဲ့တော့ဒီဟာကဒီ news လည်းဖြစ်နိုင်တယ် new information လည်းဖြစ်နိုင် official information လည်းဖြစ်နိုင်တယ် it is report that the school will reopen next week ကျောင်းကနောက်တစ်ပတ်ပြန်ဖွင့်မယ်ဒီဟာကကျတော့ဒီချက်တို့ official information ပေါ့နော်ကျောင်းမှာတင်ထားတယ်နောက်တစ်ပတ်ငါတို့ကျောင်းဖွင့်ကြမယ်ဆိုပြီးတော့အဲ့လိုအမျိုးနေရာမှာဆိုရင်သူက report ကိုသုံးပေးတယ် it is report that the road is closed လမ်းကပိတ်ထားတယ်လို့ကြေညာထားတယ်ဒါကဒီချက် news ဖြစ်သွားပြီအဲ့တော့ကိုက news တွေပြောချင်တဲ့အခါမှာမျိုး official information ပြောချင်တဲ့အခါမှာမျိုးဆိုရင်ဒီ writing pattern လေးကိုသုံးလို့ရတယ်ဒီနေ့တစ်ချက်သင်ပေးမှာကတော့ဒီ writing pattern 5ခုပေါ့နော် level အားလုံးအတွက်လည်းသုံးလို့ရတယ်အနည်းချုပ်ပြန်ပြောရမယ်ဆိုရင် it is said that subject plus verb အဲ့ဒီအဓိပ္ပာယ်ကကြတော့ရေဘူးဝါအားဖြင့်လူများစုကလက်ခံထားတာအကျဉ်းအားဖြင့်ကြည့်လိုက်မယ်ဆိုရင်ဒါကမှန်နေတာ 2 it is believed that clause ဒီရဲ့အဓိပ္ပာယ်ကကြတော့ယုံကြည်မှုတူညီကြတာပြောချင်တဲ့တဘောကအများအပြားလက်ခံထားကြတယ်ဒါမှန်တယ်လို့ယုံကြည်ကြတယ်ပို့ပြီးတော့ပညာရေးပိုင်းကိုသွားတယ် academic ပိုင်းကိုသွားတယ်ကျောင်းစာရေးနဲ့ပတ်သက်တဲ့ဟာတွေအဲ့လိုမျိုးပြောချင်တာ academic က 3 it is thought that strong evidence တိကျသေးချာတဲ့တည်မရှိဘဲနဲ့ပြောပြတဲ့ထင်မြင်ချက်တစ်ခု it is known that လူသိများတယ်ဒီအချက်လက်ကိုလူတွေကဒီလိုမျိုးလက်ခံထားကြတယ်လူသိများရဲဆိုတဲ့အဓိပ္ပာယ်မျိုးပြောချင်တာ number 5 is report that အဓိပ္ပာယ်က news ဒါမှမဟုတ်ရင် official information ကိုပြောချင်တာအဲ့တော့ဒီအတွက်တော့ exercise လေးကကျတော့ဒီကျတော့ homework ကပေါ့နော် writing pattern 5ခုရှိတယ် writing pattern တစ်ကြောင်းစီကိုဝကြ3ကြောင်းစီတည်ဆောက်မယ်
3ချောင်းစီတိစောက်ပြီး teacher ကိုလာပြပေးမယ်အဲ့ဒါလေးကတော့ pattern 5ခုရှိရဆိုတော့15ချောင်းဖြစ်မယ်ပေါ့နော်အဲ့တော့ teacher ကိုလာပြမယ်ဆို page မှာလည်းလာပြလို့ရပါတယ်အဲ့တော့ကျွန်တော်နားမလဲရဆိုရင်လည်းလာမေးလို့ရပါတယ်အဲ့တော့ဒီရဲ့ video လေးကတော့ teacher တို့ writing pattern 1 to 5ပါဆိုတော့နောက် video တွေမှာပြန်ပြီးတော့တွေ့ပါမယ်bye bye ပါ